ဆိုတော့အခုကျွန်တော်တို့ TBH Lab ကို Android phone တွေထဲမှာသူများနဲ့မတူဘဲနဲ့အမြဲတမ်းကွဲထွက်လေးရှိတဲ့ Red Magic Gaming phone တွေထဲကမှနောက်ဆုံးမျိုးဆက်သစ်ပေါ့နော် Red Magic 11 Pro Plus ဆိုတဲ့ကောင်ကျွန်တော်တို့စီမှာရောက်နေတယ်ဆိုတော့ဒီ review နဲ့ကိုရောက်ဖို့ကူညီပေးထားတာတော့ထုံးစံနိုင်မယ်ဖုန်းဘာကနေပေါ့နော်ဆိုတော့သိကြလို့ရှိရင်ကျွန်တော် description ထဲမှာ mention လေးခေါ်ပေးထားတယ်စိတ်ဝင်စားတဲ့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီမှာတစ်ချက်သွားပြီးတော့စုံစမ်းကြည့်လို့ရတယ် okay ဆိုတော့ဒီ Red Magic 11 Pro Plus မှာအရင်တုန်းက Red Magic 10တုန်းကထက်ထူးခြားသွားတဲ့တစ်ချက်ကလူတိုင်းပြောကြတဲ့အချက်က liquid cooling ပါလာတာအရင်တုန်းကလိုမျိုး cooling fan တွေပါပါယုံနေမဟုတ်တော့အခုကျတော့ဖုန်းကို cooling လုပ်ဖို့ဆိုလို့ရှိရင်เนาะ fan ပြင် liquid cooling မှာပါလာပြီဆိုတော့ဒီဖုန်းရဲ့အပူထိန်းနိုင်တဲ့ capacity ကတော်တော်လေးကိုကျန်းလာလောက်မယ်လို့ရေဘူးရအဖြစ်ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဒါပေမဲ့ theory နဲ့ practical နဲ့အများနဲ့တော့တစ်ထက်ထဲတော့မကြောက်ဘူးဆိုတော့တကယ်အလုပ်ဖြစ်သလားတကယ်အသုံးဝင်သလားအဲ့ဒါကိုစမ်းကြည့်ရမှာပေါ့เนาะဆိုတော့ကျွန်တော်တို့ဒီကောင်ကြီးကိုတေချာစမ်းသုံးပြီးတော့ရလာတဲ့ result တွေကိုအခုဒီဗီဒီယိုမှာပြပေးမယ်ဆိုတော့ဗီဒီယိုကိုစလို့ရပြီ Okay TBH Lab ကနေကြိုးဆိုပါတယ်ကျွန်တော်တို့အရင်ဆုံးသူ့မှာပါလာတဲ့ Snapdragon 8 Elite Gen 5ကဘယ်လိုနေမလဲဆိုတာကိုသိရအောင် 3D Mark Wildlife Extreme Stress Test ကိုဒီကောင်မှာပါတဲ့ Liquid Cooling ရော Cooling Fan ရောကိုဖွင့်ပြီးတော့တိုင်းကြည့်တာမှာတိုင်းလို့မရအောင် Loop 15လောက်ကြာလို့ရှိရင်ရက်သွားတယ်အဲ့လိုဖြစ်သွားတဲ့အချိန်ဒီကောင်ရဲ့ temperature တက်လာတာကြီးကလေကျွတ်စင်ဆိုကျွန်တော်တို့တိုင်းထားတာကိုတစ်ချက်ဒီမှာကြည့်လိုက်လက်ထဲမှာမကင်နိုင်ရလောက်တဲ့အထိကိုပူတာအဲ့ဒါနဲ့ကျွန်တော်လည်းဒီ external cooling fan တစ်ခုပါတက်ပြီးတော့ထပ်တိုင်းကြည့်လိုက်တဲ့ခါကျတော့သူက loop 20အထိတော့ပြီးအောင်တော့တိုင်းလို့ရသွားတယ် external fan မတက်ရင်ကျတော့သူက 3D Mark Wildlife Extreme Stress Test ကိုပြီးအောင်မ run နိုင်ဘူးဆိုတော့ liquid cooling နဲ့တောင်မှဒီ SoC ကို full potential ရောက်အောင် cooling မလုပ်နိုင်ဘူးလို့ကျွန်တော်တို့ကောက်ချက်ချလို့ရတယ် external fan တက်ပြီးတော့ရလာတဲ့ score ကကျတော့သူက best loop score က9839မှတ်နဲ့ lowest loop score က6090ရတယ်ဆိုတော့ 77.4% stability score ရှိတယ်ပေါ့နော်ဆိုတော့ cooling က99ပေးနိုင်မယ်ဆိုလို့ရှိရင်ကြတော့8 Elite Gen 5ကပေးတဲ့ performance ကတော်တော်ကြီးကိုကောင်းတယ်ဒီကောင်ရဲ့ lowest loop score က8 Elite ရဲ့အမြင့်ဆုံး score နဲ့ဆိုရင်တော့မှဘယ်တော့မှသိမကွာတော့ဘူး loop တစ်ခုချင်းစီက score တွေကိုကြည့်မယ်ဆိုရင်လည်းပြီးကနီးမှာဇောက်ထိုးကြီးကျသွားတာမျိုးတော့မရှိဘူးတော်တော်လေးငြိမ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ benchmark ကြီးတိုင်းပြီးလို့အပူချိန်တက်လာတာကြီးကတော့မဟာရီယာကြီးပြထားတာဒီမှာချက်ကြည့်ရဲဘယ်လောက်ထိဆိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ cooling fan မှာပူတက်သွားတယ်နောက်ထပ် benchmark အနေနဲ့ကျွန်တော်တို့ Geekbench 6ကို liquid cooling ရော cooling fan ရောကျွန်တော်တို့စီမှာရှိတဲ့ external cooling fan နဲ့ရောတက်ပြီးတော့တိုင်းတာဆိုတော့အရင်ကြီးလဲပူမလာဘူး score ကတော့ဒီလောက်ရတယ်အဲ့ဒါနဲ့ cooling fan မပါဘဲနဲ့သူ့မှာပါတဲ့ liquid cooling နဲ့ fan နဲ့ပဲဖွင့်ပြီးတော့တိုင်းကြည့်လိုက်တော့ score ကဟောသလောက်ရတယ် cooling fan ကိုဖြုတ်ပြီးတော့တိုင်းလိုက်တာနည်းနည်းလေးပိုများနေတယ်ဆိုတော့တစ်ခုခုတော့တစ်ခုခုပဲပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဒီကောင်မှာပါတဲ့ liquid cooling ရော fan ရောပါပိတ်ပြီးတော့ထပ်တိုင်းကြည့်လိုက်တဲ့အခါမှာတော့အပူချိန်က 40°C လောက်ထိရောက်သွားတယ် fan ဖွင့်ပြီးတော့တိုင်းတာကတော့ score ကနည်းသွားတယ်အခုပြထားသလောက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်တနည်းနဲ့ထပ်ဆန်းကြည့်ဖို့အတွက်เนาะ liquid cooling တစ်ခုပဲဖွင့်ပြီးတော့တိုင်းတာနဲ့ fan တစ်ခုတည်းဖွင့်ပြီးတော့တိုင်းတာနဲ့နှစ်မျိုးစမ်းကြည့်လိုက်တယ် liquid cooling ဖွင့်ပြီးတော့တိုင်းလို့ရလာတဲ့ result က fan နဲ့ဖွင့်ပြီးတော့တိုင်းလို့ရလာတာထက်တိတိတသားပိုများနေတယ်ဆိုတော့ဘယ်လိုပြောရမလဲ fan တိတ်အလုံးမဖြစ်ဘူးလို့ကျွန်တော်တို့ conclusion ဆွဲလို့ရတာပေါ့ပြီးတော့ဒီကောင်မှာ8 Elite Gen 5 အပြင်ကိုမှသူတို့ရဲ့ကိုယ်ပိုင် chip Red Core R4 ဆိုပြီးတော့ chip တစ်ခုတက်ထပ်ပါသေးတယ်အဲ့ဒီ chip ရဲ့ feature တွေက game တွေမှာ frame rate တွေပိုငြိမ်အောင်เนาะပြီးရင်ဒီ shoulder trigger တွေရဲ့ touch response rate တို့ဘာလို့ပိုတိကျအောင်လို့haptic feedback တွေပိုတိကျအောင်လို့နောက်ဆုံး game ဆော့နေရင်းနဲ့ဒီ link နဲ့ RGB lighting တွေကအစဒီ Red Core ရဲ့ R4 chip ကလုပ်ပေးတယ်လို့ပြောတယ်ဆိုတော့ CPU workload နည်းသွားအောင် overhead နည်းသွားအောင်လုပ်ပေးတာပေါ့เนาะဆိုတော့ကျွန်တော်တို့ကြားပါတယ် game တွေပဲစမ်းဆော့ကြည့်လိုက်မယ်အရင်ဆုံး Unreal Engine 5 သုံးထားတဲ့ mobile game တွေကိုဒီကောင်မှာ graphics အမြင့်ဆုံးတင်ပြီးတော့ဆော့ကြည့်ထားတယ်ပထမအဆုံး Raven 2 ဆိုတဲ့ game ကိုကျွန်တော်တို့ graphics setting ရနိုင်သမျှအမြင့်ဆုံး graphics အမြင့်ဆုံးထားပြီးတော့ဆော့ကြည့်တာမှာ15မိနစ်လောက်ဆော့ကြည့်တာကို FPS 60လောက်အထိမှငြိမ်တယ်ပူလဲမပူလာဘူးအလေးတက်လေးနှွေးတယ်ဆိုရင်တော့ရှိတာပေါ့နော်ကျွန်တော်တို့ဒီမှာ thermal result တွေပြထားတယ်။ Okay နောက်ထပ် game တစ်ခုအနေနဲ့က Legend of Ymir မသိဘူးပါအဲ့ဒီကျွန်တော်ဒီမှာစာထိုးပြထားတယ်နော်အဲ့ဒီကောင်လည်း graphic setting ကိုတင်လို့ရသမျှအဆုံးထိတင်ပြီးတော့ဆော့ကြည့်ထားတယ်ဒီကောင်လည်းအဲ့လိုပဲဒါပေမဲ့ဒီကောင်က lock 60တော့မရအောင် FPS 40ဝန်းကျင်လောက်ကိုတော့ဒီငြိမ်လေးဆော့လို့ရတယ်အရင်ကြီးလည်းမပူဘူး FPS နဲ့ temperature နဲ့ဟောဒီမှာပြထားတယ် Unreal Engine 5 game တွေကိုဆော့ကြည့်ရတာမှာတော့ဒီကောင်နဲ့ game ဆော့ရတာတော်တော်လေးကောင်းတယ်ပြီးတော့ဒီကောင်ရဲ့ shoulder trigger တွေကအရင် Red Magic 10 ထက်ပိုကြီးလာတယ်
ဆိုတော့နှိပ်လို့ရတဲ့ area ပိုကျယ်သွားတဲ့အခါကျတော့ဘယ်လိုခေါ်မလဲဒီ shoulder button ရဲ့ usability လေးနည်းနည်းပိုကောင်းလာတယ်ပြီးတော့ Genshin Impact ကို graphic setting အမြင့်ဆုံးမှာ FPS 60 lock ထားပြီးတော့ဆော့ကြည့်တယ်ရမ်းမပူလက်ထက်မှာနှွေးရဆွေုံလေးပဲ FPS က60ကနေကိုမကြောက်ဘူးပြီးတော့ကျွန်တော် Kai Street ကို graphic setting အမြင့်ဆုံးမှာ FPS ကို no limit ထားပြီးတော့ဆော့ကြည့်တာမှာ FPS 60ကိုတော်တော်လေးငြိမ်တဲ့အပြင်တိတ်ရင်လည်းမပူဘူးဒါတော့မှကျွန်တော် game တွေကိုဇက်တိုက်ကိုစမ်းဆော့နေတာပေါ့နော်ဂျားထဲမှာအနာမပေးဘူး game ဆော့ရတဲ့အရာသာရောတာမယ် control လုပ်တဲ့အပိုင်းမှာရောတော်တော်လေးကောင်းတယ်ကျွန်တော်တို့နိုင်ငံမှာအဆော့အများဆုံးဖြစ်တဲ့ PUBG နဲ့ Mobile Legends ကိုဆော့ကြည့်တာမှာတော့ AACC ပဲချွေးတော်မထွက်ဘူးပေါ့နော်120 FPS ကိုငြိမ်းနေတာပဲဆိုတော့ဒီဖုန်းက Play Store ပေါ်မှာရှိတဲ့ဘယ် game လာAACC ကိုဆော့လို့ရတယ် game အကြာကြီးဆော့ရင်တော့မှအရင်ကြီးပူတက်လာတာမျိုးရှိမှာမဟုတ် 3D Mark Wildlife Extreme Stress Test တိုင်းတဲ့အခါမှသာနော်ပြောမယ်ဆိုတော့ synthetic benchmark တွေလုပ်တဲ့အခါမှသာမဟာရီယာကြီးပူလာတာရှိတယ်ကျန်တဲ့အချိန်တွေတော်တော်များများမှာ AACC ပဲဆိုတော့ဒီကောင်မှာပါတဲ့ liquid cooling က game ဆော့တဲ့အချိန်မှာတကယ်ပဲအလုပ်လုပ်တယ်လို့သတ်မှတ်လို့ရတယ်ဒီကောင်ရဲ့ cooling system အကြောင်းကိုကျွန်တော်တို့သိစိတ်ဆက်ပြောမယ် Ramagic ကသူတို့ရဲ့ cooling system ကို dual active cooling system လို့ခေါ်တယ် fan ပြင်သူက water cooling မှာပါလာတဲ့ခါကျတော့ cooling system ကနှစ်ခုတက်စီခွဲထားသလိုဖြစ်သွားတာပေါ့နော် fan ကတော့အရင် Ramagic gaming phone တွေမှာလည်းပါနေကြပဲဒီနှစ်ပိုတိုးလာတာကအရင် Ramagic တန်းတုံးက2300 RPM ကနေပြီးတော့အခု11မှာ2400 RPM 100 RPM လောက်ပိုများသွားတယ်။ fan လေးက PC လေးဆိုတော့အဲ့100 RPM ကဘာမှသိထူးခြားသွားတဲ့ upgrade လို့တော့ပြောလို့မရဘူး။တကယ်ပုံမိုက်သွားတာက fan ကိုပါတော့ရေဆိုခံတဲ့ design နဲ့လုပ်ပေးထားတာ။အဲ့ဒါကြောင့်ဒီကောက်မှာ fan ပါနေပြီမဲ့ဒီဖုန်းက IPX8 rating ကတော့ရတယ်။သူတို့ပြောပုံအရရေအောက် 1.5 meter မှာမိနစ်30ထိခံနိုင်တယ်။လိုက်တော့မလုပ်ကြည့်နဲ့ပေါ့နော်။သူတို့ကဘယ်လောက်ခံနိုင်တယ်လို့သာပြောတာရေတကယ်လို့စိုးသွားလို့ပြတ်သွားလို့ရှိရင်ဘယ်သူမှတာဝန်ယူပေးမှာမဟုတ်ဘူး။ fan ထပ်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာဒီကောက်မှာပါတဲ့ liquid cooling ပေါ့နော်။တကယ် liquid တွေနဲ့အလုပ်လုပ်တာ။ marketing တမ်းမဟုတ်ဘူးပေါ့နော် cooling system က AI data center တွေမှာအေးပေးသလိုမျိုးသူက fluorine ပါတဲ့အရေးနဲ့အေးပေးတာမျိုးကိုဖုန်းမှာရတဲ့ဒီနေရာတစ်သေးလေးထဲမှာရအောင်ထည့်ထားနိုင်တာအဲ့ဒါကတော့ Ramagic engineering team ကိုဒါချီးကျူးရမယ်ပေါ့နော်အခုဒီဖုန်းရဲ့အနောက်ဘက်မှာမြင်နေရတဲ့အပြာရောင်အရည်တွေကိုပြောမှာဆို coolant လို့ခေါ်တယ်နော်အေးပေးတဲ့အရည်တွေပေါ့အဲ့ဒီ coolant တွေကအပူချိန် -60 degree Celsius လောက်ထိကိုမခဲဘဲနဲ့သူကအရည်အနေနဲ့ဆက်ရှိနိုင်တယ်ဆိုတော့ကျွန်တော်အေးခံနိုင်တယ်ပေါ့ခဲမသွားဘူးเนาะအပူဘက်မှာဆိုလို့ရှိရင်လည်း108 degree Celsius လောက်ထိသူကအငွေ့မပြန်သွားဘူးဒါ Ramagic ဘက်ကပြောတာ Ramagic ဘက်ကပြောတာကတော့သူတို့ရဲ့ coolant တွေကိုဖုန်းရဲ့နေရာတစ်သေးလေးတွေမှာထည့်နိုင်မှုအတွက်တော်တော်လေးကြိုးစားခဲ့ရတယ်လို့ပြောတယ်ဆိုတော့ဒီ coolant တွေစီးဖို့ဘယ်လိုပြောရမလဲရေစီးချောင်းလေးတွေတစ်သေးလေးတွေဖြစ်အောင်သူကအနုစိတ်လေးတွေတခြားလောက်ရတယ်အဲ့ဒါကြောင့်ပဲသူတို့ရဲ့ဒီ 0.03 milliliter ပဲရှိတဲ့အရေလမ်းကြောင်းလေးကိုဖုန်းပေါ်မှာထည့်ပေးနိုင်ခဲ့တာ YouTube က Jerry Rig everything လို့လိုမျိုးဒီနောက်ဘက်က back cover ကိုခွာထားတဲ့ဗီဒီယိုတွေမှာကြည့်လို့ရှိရင်သိတာလိမ့်မယ်အထဲမှာအရေလမ်းကြောင်းတစ်သေးလေးတွေအများကြီးပဲပြီးတော့အဲ့ဒီအရေလမ်းကြောင်းတစ်သေးလေးတွေလုံနိုင်တာနဲ့လည်းမရသေးဘူးအဲ့ဒီအရေတွေကိုစီးအောင်လို့ပတ်ကလည်းလိုသေးတယ်အဲ့ဒါကြောင့်မလို့ပုံမှန်ဖုန်းတွေမှာမမြင်ရတာပေါ့နော်ဆိုတော့ Ramagic ကတော့အဲ့ဒီအတွက်လည်းဒီဖုန်းထဲမှာထည့်လို့ရတဲ့ပတ်တစ်သေးလေးအဲ့ဒီပတ်ရဲ့အမျိုးအစား Piezo Electric Ceramic Micro Pump လို့ခေါ်တယ်အဲ့ကောင်လေးထည့်ပေးထားတယ်အဲ့ဒီပတ်လေးရှိလို့ဒီအရေတွေကအခုလိုမျိုးအရေလမ်းကြောင်းတွေထဲမှာစီးနေနိုင်တာဒီ micro pump ရဲ့ power usage ကလည်း80 microwatt ပဲရှိတဲ့အခါကျတော့ battery လည်းအရင်ကြီးမကုန်ဘူးတော်တော်လေးကိုအနှူးစိတ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီ micro pump နဲ့မှာ3 volt ကနေပြီးတော့150 volt အထိအားပြောင်းနိုင်တဲ့ IC ကိုတက်ထည့်ပေးထားတယ်အဲဒါကြောင့်မလို့အရေတွေကို output pressure များများနဲ့အရေလမ်းကြောင်းမှာစီးနေနိုင်တာပြီးတော့ကျွန်တော်နောက်ထပ်သတိထားမိတာတစ်ခုကဒီကောက်မှာ vapor chamber တစ်ခုလည်းပါတယ်ဒီ liquid cooling pad ရဲ့အောက်ဘက်ကဒီ vapor chamber တစ်ခုတက်ထက်ရှိတယ်ပေါ့နော်ဖုန်းကအပူတွေတက်လာပြီး heat တွေများလာပြီဆိုလို့ရှိရင်သူကတနေရာထဲမှာစုနေတဲ့အပူတွေကို coolant ကနေတဆင့်တည်လာတယ်ပြီးတော့ဒီ vapor chamber တွေကနေပြီးတော့အပူတွေကိုဖြန့်ကျက်ပေးလိုက်တယ်အဲ့ဒါဥမာ fan ပါနေသေးတယ်ဆိုတော့အဲ့လိုပေါ့နော်ကူးလုပ်ပေးလိုက်တယ်ပေါ့ဒါပေမဲ့အဲ့လိုပြောလိုက်လို့မပူဘူးအမြဲတမ်းအေးမြနေတယ်လို့တော့မထင်နဲ့အဲ့ဒါလည်းပူတာပဲအဓိက SoC မှာပဲအပူတွေအုံနေပြီးတော့တနေရာထဲမှာစုပြီးတော့ပူမနေအောင်လုပ်ပေးထားတာတချို့ဖုန်းတွေဆိုလို့ရှိရင်ရှိတယ်သိရမလားလက်ထဲမှာတော့ပူလာတယ်လို့သိမခံစားရဘူးဒါပေမဲ့အတွင်းထဲမှာကြိတ်ပူနေတယ် performance ကျသွားတယ် lag သွားတယ်အဲ့လိုမျိုးတွေရှိတယ်ဒီကောက်မှာကျတော့အပူကိုတနေရာထဲမှာစုမနေပဲနဲ့ဖြန့်ပေးလိုက်တာ iPhone 17 Pro Max တို့ဘာလို့မှလုပ်တယ်လို့မျိုးပဲသိလားလက်ထဲမှာတော့ပူလာတာကိုခံစားလိမ့်မယ်ဒါပေမဲ့ SoC ကကျတော့အပူခံရတာတက်တာသေးတယ်
အဲ့ဒါကြောင့်မို့လို့ performance ကိုသူကအချိန်ကြာပိုထိန်းပေးထားနိုင်မယ် stable ပိုဖြစ်မယ်အဲ့လို okay ဒါဆိုလို့ရှိရင် Redmi 11 Pro အသစ်မှာပါတဲ့ liquid cooling အကြောင်းကိုခင်ဗျားတို့သဘောပေါက်သွားလိမ့်မယ်လို့ယူဆပါတယ်ဒါပေမဲ့ဒီ fan တက်လေးကို RPM မြင့်ထားလို့လာတော့မပြောတတ်ဘူးပေါ့နော် fan ကတော့အတန်တော်တော်လေးဆူတယ်တစ်ချိန်ထဲမှာပဲတိတ်လဲအလုံးမဖြစ်ဘူး fan တစ်ခုတည်းကိုကျွန်တော်တို့ isolate လုပ်ပြီးကြည့်မယ်ဆိုရင် game ဆော့လို့အတန်ကိုတဝက်ပဲထားဆော့တာမျိုးမှတော့မှဒီကောင်းရဲ့ fan ကထွက်တဲ့အတန်ကိုမဖုံးနိုင်ဘူးညဘက်အတန်တိတ်တဲ့အချိန်တွေပါလေဆိုလို့ရှိရင်ဒီကောင်းရဲ့ fan ကဆူနေတာကိုခင်ဗျားတို့ပို့ပြီးတော့သတိထားမိလေပြီးတော့ဒီဖုန်းမှာ battery ကို 9500 mAh silicon carbon battery သုံးထားတယ်ကျွန်တော် battery ကို 100% အပြည့်သွင်းထားပြီးတော့မနက်9နာရီလောက်ကနေပြီးတော့ game တွေစမ်းဆော့တယ် benchmark တွေတိုင်းနေနေ့လယ်12နာရီလောက်ရောက်တဲ့အချိန်ကျတော့ battery က44%လောက်ထိကျန်နေတယ်9500 mAh ပါတယ်ဆိုပေမဲ့တော့ game တွေကိုမရနာနဲ့ဆော့မယ်ဆိုရင်တော့ဘယ်ဖုန်းမှာခင်ဗျားတနေကုန်ခံမှာမဟုတ်ဒါပေမဲ့ပြဿနာတော့အရင်မရှိဘူးဘာလို့ဆိုဒီကောင်ကအားပြန်သွင်းမယ်ဆိုရင်120W နဲ့အားသွင်းလို့ရတယ် adapter ရော type C to C ကျိုးရောတခါတည်းပါပြီပါဒါကျွန်တော်တို့သွင်းကြည့်တာမှာတော့အပြည့်သွင်းမှုကိုမိနစ်40ဝန်းကျင်ပဲကြာတယ်ပြီးတော့ဒီကောင်က 80W wireless charging နဲ့ရတယ်ဆိုတော့ကျွန်တော်တို့ game ဆော့တာနဲ့ performance ဘိုင်းကတော့တော်တော်လေးပြောပြီးသွားပြီဆိုတော့ကျန်တဲ့အပိုင်းလေးတွေဆက်မယ်ပထမဆုံး design ဘိုင်းကနေစမယ်ပေါ့နော်အရင်နှစ်ဒီ Redmi 10 Pro တုန်းကထပ်ပို့ပြီးတော့ refine ဖြစ်လာတယ်လို့တော့ခံစားရတာတော့အမှန်ပဲဒီနောက်ဘက်က liquid cooling ကိုကြည့်ရတာလည်း unique ဖြစ်တယ်နော် shoulder trigger တွေပိုကြီးလာတာလည်းသဘောကျတယ်ပြီးတော့ exhaust port ကလည်း design ပြောင်းသွားတယ်ပေါ့နော်ရိုးရိုးလေးပဲကြည့်ရတာမိုက်တယ်ကျွန်တော်တို့ဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်လည်း game mode ဆိုတဲ့စာလေးနဲ့ RGB မီလေးပါထည့်ပေးထားတယ်အရင် Redmi 10 တုန်းကတော့အဲ့နားမှာဘာမှမပါဘူးဒါပေမဲ့လည်းအလှသက်သက်ပါပဲနော်တကယ် game ဆော့နေမယ်ဆိုလို့ရှိရင်အဲ့ဒါကိုလည်းမမြင်ရသလိုဘေးကကြည့်နေတဲ့သူပဲဖြစ်ဖြစ်အနောက်ကသူပဲဖြစ်ဖြစ်လည်းမမြင်ရပါဘူးမြင်ရတဲ့လူကလည်းတောက်မြင်ကမှာပဲတဲ့နော်ဒီကောင် plin နဲ့ပါရှောက်လို့နေမှမသိဘူးဆိုပြီးကျန်တဲ့ကတော့ဘာမှသိမှုမကွာဘူး 3.5mm jack လည်းပါတော့မယ်လုံးဝ gaming phone ပြီးသားတယ် camera bump လုံးဝမထွက်တာတို့နော်လုံးဝဟို4000ဆက်ခက်ထူထူပုံစံလေးလုပ်ပေးထားတာ game ဆော့တဲ့အခါမှာလက်ထဲမှာကန်ရတာမြဲစီတယ်ဒါကျွန်တော် mobile game ဆော့တဲ့အခါမှာ ergonomic ကလည်းအရင်အရေးကြီးတာ哦လက်ထဲမှာကန်ရတာ grip ကောင်းတယ်တောင်4000ကိုမတိမတာလေးဝိုက်ပေးထားတဲ့အခါကျတော့လက်လည်းစူးမနေဘူးထောက်မနေဘူး build quality ဘိုင်းကတော့အားရစရာရှိတယ်ကျွန်တော်ရထားတဲ့အရာက transparent silver အမဲရောင်လည်းရှိတယ်ကျွန်တော်တို့စီကိုရောင်းနေတဲ့ကောင်ကလက်ရတော်တော်လေးထင်တယ်ခဏခဏကိုကျွန်တော်တို့ပြန်တုပ်ပေးရတယ် transparent ဖြစ်နေတော့ပိုဆိုးတာပါနော်လက်ရထင်တာအရန်ကိုသိတာတယ်သူ့ဘူးထဲမှာ out of the box ကတော့ကျွန်တော်တို့ cover လေးပါတယ်cover လည်းအရင်နှစ်ကလည်းမတူတော့ဘူးအရင်က cover ကဒီဘေးဘက်ကိုအပွင့်ပုံစံပေါ့နော်ဒီ down လေးတွေပဲဘန်ပါလေးပုံစံမျိုးလေးထားပြီးထားတာအခု cover ကျတော့အပြည့်ပြန်ဖြစ်သွားတယ် cover တက်လိုက်လို့ရှိရင်ဖုန်းရဲ့အလှကလည်းရော့တယ် hand feeling ကလည်းတိတ်မကောင်းတော့ဘူးနော်အထူးသဖြင့်ကျွန်တော်တို့ button တွေနှိပ်ရတာ feel မရှိတော့ဘူး cover မတက်တာတော့အများကြီးပိုကောင်းပါတယ်ပြီးတော့ဒီ cover ကိုမတက်ခင်အရင်တက်မတက်ကိုစဉ်းစားစီခြင်းတယ်ပေါ့နော်ဒီ cover တက်ပြီးလို့ရှိရင်ပြန်ချုပ်ဖို့တော်တော်လေးရုန်းကန်ရတယ်တရုံလုံးကဝိုင်းချွတ်တာတော့မှခက်ခက်နဲ့အတော်လေးချွတ်ယူလိုက်ရတယ်ပေါ့နော်ဆိုတော့ overall ဒီကောင်ရဲ့ design ဘိုင်းကိုခြုံပြောရရင်ဒီကောင်က gaming phone မှန်တန်းသိတာလေလို့လည်းပြောလို့ရသလိုဖုန်းပြောလို့ရတဲ့ handheld game set ကြီးတစ်ခုလိုတော့ကျွန်တော်တို့ခံစားရတယ်ဒီဖုန်းက game ဆိုလို့ကောင်းတာတစ်ခုလည်းမဟုတ်နောက်ထပ်သူ့ရဲ့ trick လေးတွေရှိတယ်ပေါ့နော်အဲ့ဒါတော့ဒီကောင်ရဲ့ display နဲ့ speaker တော့ multimedia consumption အတွက်တော်တော်လေးကောင်းတဲ့ display နဲ့ speaker BOE ရဲ့ OLED panel တွေကိုသုံးထားတယ် fingerprint ကလည်း ultrasonic ဖြစ်သွားတယ်ဆိုတော့မီမလင်းတော့ဘူးလက်ရေးဆိုနေတဲ့အချိန်တွေမှာလည်းပွင့်တယ်ပြီးတော့ fingerprint ထားတဲ့ position ကလည်းလက်နဲ့ကွက်တိနေရလောက်ကြတယ်သုံးရတာအဆင်ပြေတယ်ညံတယ်တိကျပြီးတော့ Redmi ရဲ့ထုံးစံတိုင်းပဲပေါ့နော်ဘာ notch ဘာ punch hole မပါဘဲနဲ့သူ့ရဲ့ screen ကဘောင်ပပလေးနဲ့ကြည့်ရတာတော်တော်လေး immersive ဖြစ်တဲ့ခံစားချက်ကိုပေးတယ် resolution အနေနဲ့က1216 2688ဆိုတော့အရင် Redmi 10 Pro တုန်းကလည်းအတူတူပဲ screen size ကလည်း 6.85 ပဲအရင်နှစ်က display ကိုပဲများများဆဆ upgrade လုပ်ထားရလို့မရှိဘူး2000 nit speed brightness ရတာချင်းလည်းတူတယ်ဒါပေမဲ့အရင်ကထပ်ပို့ပြီးတော့တိုးတက်လာတာကိုပြပါဆိုရင် touch sampling rate က 3000Hz ဖြစ်သွားတယ်10 Pro ရဲ့ 2500Hz ထက်ပိုများလာတယ်ပေါ့ဒါပေမဲ့လည်းခင်ဗျားတို့အရင်သိတာမှာမဟုတ်refresh rate က 144Hz ကြီးရတယ် LDPO တော့မဟုတ်ဘူးသူ auto mode မှာထားဆုံးမယ်ဆိုရင် 120Hz to 60Hz ကြီးရတယ် Real Racing 3 လိုမျိုး game တွေဆော့မယ်ဆိုလို့ရှိရင်တော့ 144fps နဲ့ဆော့လို့ရတယ်ကျွန်တော်ဒီကောင်နဲ့ YouTube video တွေကြည့်တဲ့အခါမှာတော့ဘာမှ complaint စရာမရှိဘူး speaker တွေကလည်းတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်အတန်တွေလည်းကျဲတယ်လို့ bass တွေကလည်းရှိတဲ့လောက်ရှိတယ်အတန်ဆုံးထိတင်ပြီးတော့နားထောင်တဲ့အခါမှာလည်းအတန်ကွဲတာအက်တာမရှိဘူးအခုပြောသွားတဲ့အချက်တွေအကုန်လုံးကသဘောကျတဲ့အချက်တွေလိုမျိုးဖြစ်နေတယ်ပေါ့နော်နည်းနည်းကြော်ညာပေးနေတယ်လို့တော့ဖြစ်နေဒါမဲ့စိတ်မပူနဲ့နော်ဒီကောင်ကအားနေချက်မရှိတာမဟုတ်သူအားနေတဲ့အပိုင်းဆိုရင်တော်တော်လေးအားနေတာတော်တော်ဆုပ်တာနော်အခုကျွန်တော်စမ်းသုံးနေတဲ့အလုံးက China ROM နဲ့
Google app တွေ built-in မပါဘူးဒါပေမဲ့ပြန်သွင်းရတာတော့လွယ်ပါတယ်เนาะ APK viewer download လေးဆွဲလိုက်မှန်တယ်အကုန်ပြန်သုံးလို့ရပြီ China ROM ဖြစ်နေတဲ့ခါကျတော့ system app တွေမှာတရုပ်စာလေးတွေပါနေတာလေးတွေရှိတယ်Android 16 base Remedic OS 11ကိုသုံးနေတာ Bloatware ကတော့ပြောမနေနဲ့တပြုတ်ပဲเนาะ Chinese app တွေတော်တော်များများကို pre-install လုပ်ထားတယ် uninstall ကတော့အလွယ်တကူပြန်လုပ်လို့ရတယ်အခု Remedic OS 11ကိုသုံးကြည့်ရသလောက်ကျွန်တော်တို့နောက်ဆုံးသုံးခဲ့တဲ့ Remedic 10A နဲ့ဘာမှတိတိတတ်တာပြောင်းလဲတဲ့အပိုင်းမတွေ့ရသေးဘူးcontrol center design တွေနဲ့ပြောင်းသွားတာလောက်ပဲရှိတယ်ဗျာ gaming feature တွေကအရင် Remedic 10 Pro တုန်းကလိုပဲဆိုတော့ထပ်တော့ပြောပြမနေတော့ဘူးဗျာသိလားအဲ့ဗီဒီယိုတွေကိုပြန်သွားကြည့်လိုက်အဲ့ဒီတဲ့အတိုင်းပဲဒါပေမဲ့အစ်စ်ပါလာတဲ့ feature တစ်ခုတော့ပြောပြမှရမယ်ပေါ့နော်ဆိုတော့အဲ့ဒီ feature ကဘာလဲဆိုတော့ခင်ဗျာ setting ထဲမှာလိုက်ရှာလဲတွေ့မှာမဟုတ်အရင်ဆုံးတော့ type C to C ဂျိုးနဲ့နော်type C ပေါက်ပါတဲ့ monitor နဲ့ချိတ်လိုက်တော့မှသုံးလို့ရချိတ်လိုက်ပြီးရင်သူ့ရဲ့ game mode on နဲ့ magic key ကို slide လုပ်လိုက်ရင်အခုမြင်နေရသလိုမျိုး game space ထဲရောက်သွားတယ်အဲ့ဒီမှာ 3A masterpiece ဆိုတဲ့အထဲကိုဝင်ပြီးတော့ PC simulator game ဆိုတာရှိတယ်အဲ့ထဲကိုဝင်ပြီးရင်ကို download ဆွဲထားတဲ့ PC game file ထည့်ပြီးတော့ဆော့လို့ရတယ်ဒါပေမဲ့ game file ထည့်တဲ့နေရာမှာ install လုပ်ပြီးသား install လုပ်ရမယ့် folder ဒါမှမဟုတ်ဒီ portable version တော့ဖြစ်ဖို့လိုတယ် PC မှာလိုမျိုး setup file ကို install လုပ်ပြီးတော့ဆော့လို့ရတာမျိုးမဟုတ်ဘူးဆိုတော့ဒီ file size 10GB လောက်ပဲရှိတဲ့ Redlet 3နဲ့စမ်းလို့ကြည့်တာမှအဆင်ပြေတယ်ဒါပေမဲ့ဒီကောင်သုံးထားတဲ့ emulator ကအမှန်တော့ဒီ Game Hub emulator ပဲအဲ့ဒါကို built-in ထည့်ပေးထားတဲ့သဘောဗျာအဲ့ဒါကိုမှ type C to C နဲ့ချိတ်တော့မှသုံးလို့ရတဲ့ပုံစံဖြစ်သွားတာဒါပေမဲ့သူ့ဘူးထဲမှာဒီတစ်ခါလဲပါတဲ့ C to C ကြိုးနေရတော့ဒီ feature ကိုတစ်ခါလဲသုံးလို့မရဘူးသူ့မှာပါတဲ့ကြိုးက charging သွင်းမှုကိုပဲဦးစားပေးပြီးတော့ထုတ်ထားတာဆိုတော့ဒီ DisplayPort Out Mode လို့ခေါ်တဲ့ video output feature မပါဘူးပေါ့နော်ဆိုတော့ video output feature လေးပါပြီးတော့ data bandwidth လည်းပိုများများရတဲ့ type C to C ကြိုးတစ်ကြိုးတက်ထက်လိုလိမ့်မယ်ကိုယ့်ဘာသာကို Game Hub emulator install လုပ်ပြီးတော့ game file သွင်းမယ်ဆိုလို့ရှိရင် not support this feature ဆိုပြီးတော့မရဘူးသူတို့ဒူးဆန်ဆော့ရတာဘယ်လိုနေသလဲဆိုတော့ကျွန်တော် Redlet 3ကိုဆော့ကြည့်တာမှာ50 to 60 fps အောင်နဲ့ဆော့လို့ရတယ်ဒါပေမဲ့အဲ့လိုဆော့ဖို့ဆိုလို့ရှိရင် keyboard တွေ mouse တွေရှိမှဆော့လို့ရမှာပေါ့နော်ဒီလိုဆော့တဲ့အချိန်မှာဆိုရင်ဖုန်းကပူလာတာတော့ပို့ပြီးတော့တီးတာတယ် temperature ဘယ်လောက်တက်သွားလဲကျွန်တော်ဒီမှာပြပေးထားတယ်ဆိုတော့ဗျာပြောမယ်ဆိုလို့ရှိရင်သူကဆော့ကျင်နေဆိုရင် keyboard တွေ mouse တွေ monitor တွေလိုမယ်ဆိုတော့တိတ်တော့ဒိတ်ပဲတော့မရှိလာပါဘူးကိုယ့်ဘာသာကို PC လေးဆင်ပြီးဆော့လိုက်တာမှပို့ပြီးတော့ကောင်းအောင်ဆိုတော့ကျွန်တော်တို့ GTA 4လို့ game မျိုးဆော့ရင်ရောဒီကောင်းရဲ့ performance ဘယ်လိုနေမလဲသိရအောင်ကျွန်တော် win later သုံးပြီးတော့စမ်းကြည့်ထားတယ်အဲ့မှာတော့ 60 fps ကိုငြိမ်တယ်ဆို fps ထိုးကြသွားတာမျိုးမရှိဘူးထုံးတဲ့တိုင်းမှာဖုန်းကတော်တော်ပူတယ် controller တစ်ခုခုနဲ့ချိတ်ပြီးတော့ external cooling fan လေးပါတက်ဆော့မယ်ဆိုရင်တော့အများရာကောင်းရနိုင်လိမ့်မယ်ဘာပဲပြောပြောဒါ Snapdragon 8 Elite Gen 5 ရဲ့ performance ဘယ်လိုရှိလဲဆိုတာကိုသိရအောင်เนาะစမ်းတော့ဆော့ပြပေးထားတယ်ဆိုတော့ gaming phone တစ်လုံးအနေနဲ့ကင်မရာပိုင်းရောဘယ်လိုနေလဲအဲ့ဒါလေးတွေသိရအောင်မှာကျွန်တော်ဓာတ်ပုံလေးတွေစမ်းရကြည့်ထားတယ်ပထမဆုံး selfie camera ရဲ့ quality ကတော့တော်တော်စုပ်တယ်စုပ်မှာပေါ့သူက display အောက်ထဲဝင်နေတာကိုဆိုတော့ pixel အောက်ထဲကိုရောက်နေတဲ့ camera တစ်ခုရဲ့ quality ကတော့ဘယ် algorithm ကကောင်းမနေနိုင်ဘူးအဲ့ဒါတော့သိကြတယ်ရိုက်လိုက်လို့ processing လုပ်ပြီးတော့ထွက်လာတဲ့ပုံကလည်းတော်တော်ကြည့်ရတာရုံဆိုးတယ်ဒီဖုန်းကိုဝယ်မဲ့သူကလည်း selfie camera ကောင်းမကောင်းကိုလည်းသိစိတ်ဝင်စားမယ်လို့တော့မထင်ဘူးကျောဘက်က camera တွေကကြတော့50 megapixel main camera ရဲ့50 megapixel ultra wide ရဲ့ telephoto တွေပါတွေမပါဘူးเนาะပါဘူးမပါတာပါပြီးတော့မကောင်းတာလည်းမဟုတ်ဘူးအေးတာပဲကျွန်တော်တို့ရိုက်ကြည့်ထားတဲ့လောက်ကတော့ပုံထွက်လေးတွေကတော့ဘယ်လိုနီးနဲ့မှ flagship level ကတော့မရှိဘူးအဲ့ဒါသိကြတယ်ဒါပေမဲ့အရင်ကြီးစောက်ပြတ်တက်နေတဲ့ထဲမှာတော့လည်းမပါဘူးmid range phone တွေမှာပါတဲ့ main camera quality လောက်ကတော့ရှိတယ်ဆိုတော့ကျွန်တော်တို့စမ်းရိုက်ပြထားတဲ့ပုံလေးတွေတစ်ချက်ကြည့်လိုက် So conclusion အနေနဲ့ပြောရရင် Remedic phone တွေရဲ့ထုံးစံတိုင်းပဲသူက camera ဘိုင်းမှာအားနေတာလွှဲရင်တော့ဘာမှများများဆဆအပြစ်ပြောစရာကြီးလို့မရှိဘူးကြိုက်တဲ့သူဆိုလို့ရှိရင်လည်းတော်တော်ကြိုက်မယ်မကြိုက်တဲ့သူဆိုလို့ရှိရင်လည်းထည့်ကိုစဉ်းစားကြအောင်လို့တဲ့ဖုန်းဆိုတော့ခင်ဗျားတို့ရောဒီနှစ် Remedic 11 Pro Plus ကိုဘယ်လိုမြင်လဲအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးညှိနှိုင်းလို့ရပါတယ် Okay